ဆီယမတာဟိုငမြချင်းနဲ့တော်ဝင်ဘက်ကိုမရိတ်တတ်ဘူး ဩတာတလင်းချိတ်တို့ချောင်းဝင်ပဲတို့လောက်ပါကိုဆိုင်သေးရဲ့ ဆီယမပြောတာဟုတ်တယ်အဲ့ဒီကောင်းနေရဘယ်ကိုလှည့်ပြီးတော့ခြေတောက်ကဘယ်ကိုထိုးလို့ထိုးရမှမသိဘူးဆီယမ ဟုတ်တယ်ဆရာမပါလဲမရတတ်ဘူးပါလဲမလာပညာသင်နေတာကလေးပဲ ကဲအေးအခရာသုံးလုံးကိုလူတော်များများလဲရကြတယ်အဲ့တော့တခါလည်းမမေ့နိုင်တဲ့နေကိုကျွန်မသင်ပေးလိုက်မယ်ကဲတေးကြလိုက်ကြည့်ကြကဲဆီယမဥပမာနဲ့ရှင်းပြမယ်ဒီဟာကြီးကစာသင်ခန်းရေးတစ်ခုလိုသဘောထားလိုက်နော်ကလေးတွေကစာမွေးဖြေဖို့ဆိုပြီးတော့ထိုင်နေကြတယ်ကဲနော်ဒီမှာကလေးတွေကထိုင်နေကြတယ်ဒါကိုခေါင်းလေးလိုသဘောထားလိုက်ခေါင်းလေးအကောင်လုံးစာမွေးဖြေဖို့ဆိုပြီးဟိုဘက်လှည့်ကြည့်ပြီးတော့ထိုင်နေကြတယ်နော်ကဲဒါလေးကလေပင်နော်ဒါလေးကလေပင်ဟုတ်ပြီလားဒီမှာထိုင်နေတဲ့ကလေးကသူကစာမရတဲ့ခါကျတော့အရှိကကလေးကိုသူကနေပြီးခြေထောက်ကလေးလှမ်းတို့ပြီးမိလိုက်တယ်ဟောဟာလေသူမသိလို့အဲ့တော့အရှိမထိုင်နေတဲ့ကလေးကလေဟိုမှာဆီယာမကကြည်နေတဲ့ခါကျတော့အေးအောင်နေအောင်ဆိုပြီးတော့သူကဒီလိုလေးဆရာကလေးကိုအနောက်ပြန်ထိုးပြီးတော့သူကပြန်ပြလိုက်ဟုတ်ပြီနော်အဲ့ဒီသူတို့ညဖြစ်နေတာဒီအရှိဆုံးကလေးကကြားတဲ့ခါကျဟာမင်းတို့တွေဘာများဖြစ်နေကြတာလဲဆိုပြီးတော့သူကအနောက်ကိုသူကလှည့်ကြည့်လိုက်တယ်နော်သူကအနောက်ကိုလှည့်ကြည့်လိုက်တယ်ဟုတ်ပြီနော်အဲ့ဒါကိုတာတလင်းချင်းထားဝန်ပဲဓာရင်ကောက်မမေ့ပြီလား ရှင်းပါလေရှင်းပါလေဆရာမရှင်းပါ ဆီယမရှင်းပြတော့အားလုံးရှင်းသွားတာပေါ့ဆီယမရေ